ကျွန်တော်ဒီနေ့ချက်ပြမဲ့ပွဲလေးကတော့ကျွန်တော်တို့ကဝက်ကုန်းမောင်ဝင်ပွဲလေးပဲဖြစ်ပါတယ်ဝက်ကုန်းမောင်မှာပါဝင်တဲ့ပစ္စည်းလေးတွေကကျွန်တော်တို့ကပန်းကရုပ်ကပါမယ်ဥနီလေးပါမယ်ပြီးရင်ကျွန်တော်တို့ကြက်သွန်နီပါမယ်ပြီးရင်ပန်းမုံလာပွင့်ပေါ့နော်ပန်းမုံလာပွင့်ပါမယ်ကျွန်တော်တို့ဒါဒီရှေ့ပဲသီးလေးတော့ကျွန်တော်ဒီဘူသားပဲသီးမရှိဒီနေ့ပေါ့နော်ဈေးရရောင်းရတဲ့အတွက်ကြောင့်ဘူသားပဲသီးကုန်သွားတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီနေ့တော့ရှေ့ပဲသီးလေးအစားထိုးပြီးထည့်ထားပါတယ်ပုံမှန်ဆိုရင်တော့ကျွန်တော်တို့ဘူသားပဲသီးလေးထည့်ပါတယ်โอเคကျွန်တော်တို့ဒီအသီးနှံလေးတွေကျွန်တော်တို့ကန်ကြပါမယ်โอเคကျွန်တော်တို့ကဒီဝက်သားလေးကတော့ကျွန်တော်တို့ဆိုင်သုံးမှာပုံမှန်ဆိုရင်တော့ကျွန်တော်တို့ဝက်သားလေးက8ချက်သားလောက်ရှိပါမယ်เนาะဝက်သားက8ချက်သားကြက်သွန်နီရကြတော့ကျွန်တော်တို့တစ်လုံးမှာတစ်လုံးဆိုပုံမှန်ဆိုရင်တော့ကြက်သွန်နီကကျွန်တော်တို့3ချက်သားလောက်ရှိမယ်เนาะမောင်လာဥနီချက်ချမ်းမယ်ကျွန်တော်အလဲနဲ့တက်ချမ်းမယ်မောင်လာဥနီကိုကျွန်တော်တို့ကဒီလိုဆွဆွေးလေးလီးပါမယ်မောင်လာဥနီလေးကတော့ခံမှန်းကြည့်ရကျွန်တော်တို့က2ချက်ခွဲစားပေါ့3ချက်သားပေါ့နော်ဘာမောင်လာပွင့်လေးချွေပြီးသားလေးထည့်ပါမယ်ကျွန်တော်တို့ဒီရှေ့ပဲသီးလေးကိုကျွန်တော်တို့ကဒီအလဲနဲ့ပိုင်းနဲ့ဆွဆွေးလေးလီးပါမယ်ပြီးရင်ကျွန်တော်ငရုတ်ပွားလေးရကျွန်တော်ငရုတ်ပွားလေးတစ်ချမ်းထည့်ပါမယ်โอเคကျွန်တော်ဒီဝက်ကုန်းမောင်လေးကြော်ဖို့အတွက်ကိုဝက်သားလေးကိုကျွန်တော်တို့ကစီပူလေးအရင်ထိုးပါမယ်စီကြော်လေးအရင်ကြော်ပါမယ်เนาะကျွန်တော်ဝက်သားလေးကိုရတာနေပြီးကြော်ပါမယ်ဝက်သားရတာနေဦးတော့ကကျွန်တော်တို့ကချုံမနှဲငယ်ခယူစီနှဲငယ်ကျွန်တော်ကတော့ချားချုံငယ်နဲ့မသုံးပါဘူးစီမွေးနှဲငယ်ငရုတ်ကောင်းလေးနှဲငယ်ထည့်ပါမယ်အဲ့ဒါလေးဆိုတမကြောင်မှုပါမယ်သမပြီဆိုတော့ကျွန်တော်တို့ကကော်မို့နှဲငယ်ဂျုံမို့ငယ်စားဆိုတော့လောက်ထည့်ပါမယ်โอเคကျွန်တော်စီကြော်ပါမယ်ကျွန်တော်ဒါဝတ်သားပေါ့နော်ဝတ်သားတော့ကျွန်တော်တို့ဒါစလိုက်သားသုံးတာပါနော်တချို့နေရာတွေမှာတော့ကျွန်တော်ဒီဝက်သားကိုကျွန်တော်အတုံးလေးတွေလီးပြီးတော့သုံးပါတယ်โอเคဝက်သားလေးဒီလိုနီညူအောင်လေးတန်းလာပြီဆိုဒီလိုပုံစံလေးဆိုရင်ကျွန်တော်တို့ကအစာလေးကိုရောကြော်ပါမယ်အသီးနှံလေးတွေကိုကျွန်တော်ထည့်ပါမယ်အသီးနှံမှာဥနီနဲ့ကြက်သွန်နီလေးပန်းဝင်လေးမာရာလေးကိုအရင်ထည့်ပါမယ်โอเคကျွန်တော်ဒီနေသားလေးတော့ရပါပြီ
เคဒါပဲကြော်ပါမယ်ကုန်းမောင်ကြော်ဖို့အတွက်ကိုကျွန်တော်တို့ကစီလင်းနေငယ်စီရတော့ကျွန်တော်ကမန်းကြီးရအနှံ့ချက်ခွဲသားပေါ့နော်ရင်းမြင်လေးထည့်ပါမယ်နောက်ချက်တော့မျိုးနည်းငယ်ထည့်ပါမယ်ရင်းလေးနဲ့ချက်တော့မျိုးလေးမှုေးနေအောင်လှိမ့်ပေးပါမယ်โอเคဒီနေသားလေးဆိုရပါပြီခရူးစီထမင်းစားစွန်းနဲ့ဇွန်တစ်ဝက်ထည့်ပါမယ်ကျွန်တော်တို့အချိုမို့ကော်ဖီဇွန်းလေးနဲ့ဇွန်တစ်ဝက်ခွဲထည့်ပါမယ်တကြားလေးကတော့ကျွန်တော်တို့ကကော်ဖီဇွန်းလေးနဲ့ဇွန်တစ်ဝက်ထည့်ပါမယ်ကျွန်တော်ကလေး9ယောက်ပဲငှက်ပြရင်အနည်းငယ်သုံးပါမယ်ကျွန်တော်တို့ကကလေး9ယောက်သုံးအနည်းငယ်ထည့်ပြီးတော့တင်ပေးပါမယ်နောက်ပြီးရင်ကျွန်တော်တို့ကကြောပြမှုပါမယ်ကျွန်တော်ချက်ပြုတ်ရည်နည်းငယ်သုံးပေးပါမယ်ကြာညို့လေးနည်းငယ်သုံးပေးပါမယ်โอเคကျွန်တော်တို့စီမွေးပေါက်ပါမယ်ငယ်ကောင်းလေးနည်းငယ်သုံးပေးပါမယ်โอเคဒီနေထားဆိုရင်ကျွန်တော်တို့ကကုန်းမောင်လေးရပါပြီဟိုကုန်းမောင်ကောင်းကောင်းလေးလှုပ်ရှားလို့ရတော့ပါပြီเนาะ